temperature change နဲ့တို့ချုံပြောပြနော် temperature change နဲ့ပြီးရင်ဒီထဲမှာကျွန်တော်က coffee mode ထည့်မယ်ပြီးရင်ကျွန်တော်ကရေနွေးထည့်မယ်လောင်းထည့်ရုံပဲလောင်းထည့်ပြီးဆိုတော့ကျွန်တော်ကဒါလေးပြီးရင်ဒီလိုလေးအုပ်ထားမယ်ပြီးရင်ဒီကျုပ်ပုံနဲ့ဆောင်းโอเค Primary ရဲ့ကျွန်တော်ရဲ့ဟိုက grand size ကဘယ်လောက်လဲမသိဘူး နာ နော် ratio ရော1 to 80 ဆိုကျွန်တော်200လုံးမယ်ဆိုရင်17 200လုံးကျွန်တော်ဟိုလောက်လဲ300လောက်လောက်လဲမယ်နော် front pressure 300လောက်မယ်ဆိုရင်16ပဲ16ပဲချိန်နော်ချိန်နေမှာ0 setting ချမယ်နော်ဒီကောင်ရဲ့ weight ဖြစ်နေတဲ့တရားပဲနော်အဲ့တော့0 setting ချလိုက်ဒီကောင် weight မှာပါလို့ဒီကောင် weight ကိုတက်သွားလိုက်နော်အဲ့ချိန်နော်တကယ်လို့ကျွန်တော်တို့ကထားပါတော့ဒီကောင်ကိုကျွန်တော်ကပြင်းတောက်ချင်တယ်ကျွန်တော်ပြင်းဘလောက်ပဲထည့်ပါလဲ16ကျန်နော်ကိုပြတယ်မှာကြည့်တယ်ပြန်ပြောမယ်ဒီလိုနဲ့ကျွန်တော်ပြင်းတောက်ရှင်တယ်ပြန်လာလို့ရတယ်ဥပမာကကျွန်တော်က100 grams ဟိုအတန်းကရန်ထည့်မယ်180 ml အဲ့ဟိုကျွန်တော်နည်းနည်းလေးပြင်းလေးတောက်ရှင်တယ်မဟုတ်ဘူးထည့်ပြောင်းတယ်ကိုကရှော့မယ်အချင်းကြကြအချင်းနဲ့တီးယူဖို့မင်းအချင်းတရားကြောင်အကြာသွားတယ်ဟိုကျွန်တော်ပြင်းနေတယ်ပြင်းပြီးတော့လေစိုက်ပြောင်းမစိုက်ပြောင်းဆက်ရရင်အဲ့ဒါကိုကျွန်တော်နော်ပါလို့ကျွန်တော်ဟဲ့ဒီချောထဲမှာတောင်းတင်မယ်ထဲမယ်ဒီစီးစတဲ့ခါကြလို့ထဲတယ်ထဲပြီးကျွန်တော်0 setting ချမယ်ဂရန်နေရောမီဒီပြောင်းမယ်ဒီရောကြည့်တယ်မီလီရောက်ပဲနော်ဘယ်လောက်မီလီထည့်မှာလဲ300ဒီတိုင်းမျိုးထည့်နော်သူကကျတော့ဘောကနေဝေးဝိုက်ပြီးလောင်းပြရမှာဘာလို့လဲဆိုတော့ကျွန်တော်ကအောက်ကိုတစ်သက်ချင်းချောင်းမှာဟုတ်တယ်လို့ဆက်ကဒီလိုပဲကန်ထည့်တို့ဒီအပူကြီးလည်း90စီ6ဟုတ်တယ်ပဲအဲဒီမနေ့နဲ့စစ်တယ်ဒီချင်ဆိုရင်နော်ဆိုရင်ရောက်လာဆိုတော့တော့တဲ့တံမိုးချောင်းလေးနဲ့ဝင်တယ်ဟုတ်မယ်ဒီမှာဆိုတော့တခုပြည့်တယ်နော်ဒီကစလောင်းပြီဆိုရင်တော့ဘာလို့အောင်လဲအဲ့မှာမှတ်ရမယ်လို့ပြောတာနော်ဒါပြီပြီးပြီဆိုတော့ကျွန်တော်ကဒီလိုဒါလေးကိုပုတ်ထားမယ်အထက်ဒီနဲ့မချသေးဘူးကျွန်တော်ဒီရောက်တဲ့နေရာအထိပဲတွေးထားမယ်ဘယ်မိနစ်ထားမလဲ3 to 4 minutes 3 to 4 minutes ထားမယ်3 to 4 minutes ပြည့်ရတယ်ပြီးချလိုက်မယ်အောက်မှာကျွန်တော်ကအနေရန်နေမယ်အပေါ်မှာဒီရန်နေစစ်ထုတ်လိုက်တယ်ပြီးရင်တောက်လို့ရတယ်